ဖြစ်နေတယ်အဲ့ကြဒီ3ကဒီ3ဖြစ်နေဒီ9ကဒီ9ဖြစ်နေတာဒီ3ကဒီ3ဖြစ်နေတာ3 9 3 3ရယ်9ရယ်3ရယ်3 9 3အဲ့တော့ဒီ3ကိုဒီ3နဲ့ထည့်ထားတယ်ဒီ9ကိုဒီ9နဲ့ထည့်ထားတယ်ဒီ3ကိုဒီ3နဲ့ထည့်ထားတယ်3 9 3အဲ့တော့3ရယ်9ရယ်3ရယ်လို့သွားခြင်းအဲ့မှာ9ထည့်ဒါဒီနေ့မှကျွန်တော်စကားတော့ဖြတ်ပြောမယ်ဗျဖြတ်ပြောမယ်ဆိုတော့ဒါမိတ်ဆွေများထားကျွန်တော်တို့အပင်ချိုးကောက်လို့မဟုတ်သူ့ရဲ့အပင်မှန်အဲ့လိုမျိုးတော့မဟုတ်ဘူးသူကဘယ်လိုလာတာအောင်ဆိုတော့ကျတော့ဒီနှစ်လူတည်ဖို့အတွက်ကိုအပေါ်မှာခွန်ဆိုတဲ့ကဏ္ဍရှိတယ်ခွန်အဲ့ခွန်ရဲ့ပေါ့ဒီမှာနှစ်ရိုက်တာအဲ့နှစ်ရိုက်ပြီးမှဒီခွန်လို့ပြန်သွားတာတပင်နောက်ထပ်ဒီမှာ6 sorry ခွန်ပြီးတော့ဒီမှာ8အဲ့8ရဲ့ပေါ့3ရိုက်တာအဲ့3ရဲ့ပေါ့ပြန်ပြီးတော့8လို့ရိုက်တာနောက်ပြီးတော့ဒီမှာ6ဒီမှာခွန်8 4အဲ့4ရဲ့ပေါ့9လို့ရိုက်တာအဲ့ကိုပြန်ပြီးတော့4တာအဲ့ပုံစံမျိုးအဲ့ကြဒီမှာခွန်ရယ်8ရယ်4ရယ်1ရယ်ခွန်8 4 1ဆိုတော့2 3 9 6 2ရယ်3ရယ်9ရယ်6ရယ်လာခဲ့တော့ခွန်8 4 1ကိုပြန်သွားထားတယ်အဲ့မှာခွန်8 4 1အဲ့ပုံစံမျိုးသွားထားတာဒါဒီရောက်ဖက်မှာခွန်8 4လို့တည်ခဲ့လို့ရှိရင်တော့ဒါလိုက်လို့တာကောင်းတဲ့ပင်ပေါ့အဲ့ရကျွန်တော်တို့ကဒီ3 9 6ကိုဒါဖြတ်လိုက်တယ်လို့ဖြစ်သွားတာဒါမိတ်ဆွေများကြိုက်မှလုပ်ပါအဲ့9ထိပ်ကလည်းအဲ့9ထိပ်က तू ကလာကြလမ်းကြောင်းတော့တစ်ချောင်းရှိတယ်ဗျဒီ3ညရဲ့ပေါ့9လို့ထည့်ထားတာဒီ3ရဲ့ပေါ့ဒီ6ရဲ့ပေါ့1လို့ထည့်တာဒီ3ရဲ့ပေါ့8လို့ထည့်တာဒီ1ရဲ့ပေါ့6လို့ထည့်ထားတာအဲ့ကြတော့3ည6 3 1ဆိုတော့5 1 8 6 5 1 8 6 4က3ည6 3 1ရဲ့ပေါ့ဒီ5 1 8 6 5ရယ်1ရယ်8ရယ်6ရယ်5 1 8 6အဲ့ကြ तू ကဒီမှာ9လို့ထည့်တာဒီမှာ3ညနဲ့ပြန်သွားတယ်လာခဲ့တော့က3ည6 3 1ဆိုတဲ့ခဏကို3ညရယ်6ရယ်3ရယ်1ရယ်လို့သွားခြင်းအဲ့မှာ9ထိပ်ကရှိတယ်အဲ့ပုံစံမျိုးလေးဖြစ်နေတယ်